တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ဆုတောင်းပါရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အငယ်13မှ15ကောင်းကင်ဘုံကဆင်းသက်၍ကောင်းကင်ဘုံ၌ရှိနေသောလူသားမှတပါအဘယ်သူမျှကောင်းကင်ဘုံသို့မတက်ပြီမောရှေသည်တော၌မွေကိုမြှောက်ထားသကဲ့သို့လူသားသည်မြှောက်ထားခြင်းကိုခံရ၏အကြောင်းမူကားထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရမည်အကြောင်းတည်းအာမင်ဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့၏ပါကိုရောဤနာမတော်ကိုကျွန်ုပ်တို့ချီးမွမ်းဝတ်ဆိုလျက်ရှိတော်၌တို့ဝင်ဆုတောင်းကြပါ၏အိုအဖဖျားဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ကျွန်ုပ်တို့ဆုတောင်းကြရတွင်ကိုရောအားမယုံကြည်သောအပြစ်မှအစာ၍ပြုမိသောအပြစ်များအတွက်ကိုစားပြုလျက်ဝင်ချတောင်းပန်ကြပါ၏ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိပြည်သူပြည်သားတို့သည်ယေရှုခရစ်၏ဧဝံဂေလိသတင်းစကားထံမျက်လုံးများနှင့်နှလုံးသားများဖွင့်ဟလာရန်ဝိညာဉ်တော်ဖျားကိုရောဤတကူတော်အားဖြင့်ပြောင်းလဲစေတော်မူပါထိုနိုင်ငံ၏အစိုးရသည်လည်းအုပ်ချုပ်ရေး၌ငြိမ်းချမ်းပြီးတာယာဝပြောရေးရရှိသည့်တိုင်အောင်ဖွံ့ဖြိုးမှုလုပ်ငန်းများလှုပ်ဆောင်လာနိုင်ရန်အိုအဖထာဝရဖျားသူတို့အားလမ်းပြပို့ဆောင်တော်မူပါထိုနိုင်ငံရှိအသင်းတော်သည်လည်းသခင်ဖျား၏အောင်ခြင်းဗိသိက်မင်္ဂလာကိုရရှိခံစားရပြီးဖျားသခင်၏နိုင်ငံတော်ကျယ်ဝန်းရာမှာအားတိုးတက်စွာစိုက်ပျိုးရိတ်သိမ်းနိုင်ရန်အဖဖျားသခင်သည်ဉာဏ်ပညာကိုထိုအသင်းတော်ပေါ်၌ချပေးသနာတော်မူပါမည်အကြောင်းအထူးဆုတောင်းပါ၏ထိုနိုင်ငံ၌သာသနာပြု၍အမှုဆောင်လျက်ရှိသောသိက္ခာတော်ရဆရာနှင့်ဆရာမတို့၏မိသားစုအားလုံးအားဘုရားသခင်၏လုံခြုံကွယ်ကာမဆာခြင်းဖြင့်၎င်းသာသနာလုပ်ငန်း၏အမှုခတ်သိမ်းကိုတန်ရှင်းသောဝိညာဉ်တော်ဘုရား၏မဆာထောက်ပံ့ခြင်းအားဖြင့်အောင်မြင်စွာကျော်လာနိုင်ရန်သခင်ယေရှုနာမ၌ကျွန်ုပ်တို့ယိုသေးစွာဆုတောင်းကြပါ၏အာမင်